သုံးလူရှင်ပင်ကျွန်းထိတ်တင်တောင်းခွင်ဆက်ကြဝလာနတ်ဗျမတို့ညီညာယုံစုတောင်းပန်မှုကြောင့်ယရုဏကိုရှွန်ရှွန်ဆိုသည်ဝါဆိုလပြည့်ကျွမ်းမင်းနေဝဲချမ်းမြေ့ကြည်ပြူတန်တေယူသည်နတ်လူငိမ့်ဖို့ဂိမ့်ပါကိုနတ်လူငိမ့်ဖို့ဂိမ့်ပါကိုတန်တေယူကဆယ်လကြာသောမဟာတက္ကရေ68ကျုံကဆုံလပြည့်တောက်ကြနေဝဲချမ်းမြေ့ဆုံးစီလုံးပန်းနီး၌မဟိလိုက်စုဖွားတော်မူသည်နတ်လူအောင်မြို့လမ်းပါကိုနတ်လူအောင်မြို့လမ်းပါကိုဖွားမြင်မြောက်သော16နှစ်ရွယ်ပြိုနုနယ်၌သုံးသွဲရွှေနန်းသိမ်းမြန်းပြီးလက်73နှစ်လျင်ဘုံသည့်လျံလူစံတော်မူ၍ရွယ်မူနူဖြို့29ဝဲလေးမျိုးနမိတ်နတ်ပြဟိတ်ကြောင့်ရွှေစိတ်ညင်းညိုတန်ဝေဘိုကဝါဆိုလပြည့်ကြာမင်းနေဝဲချမ်းမြေ့ရကုံတော်ရလုံးသည်စုံမြိုင်ပင်ရိတ်ခမ်းမာကိုစုံမြိုင်ပင်ရိတ်ခမ်းမာကိုတော်ရမြိုင်ပေါ်6နှစ်ပြော၍ခါတော်တဖုံပွင့်ချိန်ကြုံကကဆုံလပြည့်စင်မင်းနေဝဲမြေပရမေပလင်ပွေထက်ရွှေညောင်တော်ကြီးဗိဒံထီနှင့်မကြီးကြည်ပြူနေတော်မူလျက်ရံမြူခပင်အမိုက်သင်ကိုအရှင်းဘယ်ဖြောက်အလင်းပေါက်ကထွန်းတောက်ဘုံတော်တောင်းလုံးကျော်သည်သုံးဘောလူတို့ငိမ့်ပါကိုသုံးဘောလူတို့ငိမ့်ပါကိုဖျားဖြစ်ကမိဂဒာသို့စัจ जा ရွှေဘွားဖြန့်ချီသွား၍ငါးပါးဝဂ္ဂီဆုံအညီနှင့်မဟိတတောင်းတိုင်အပေါင်းမှခါညောင်းကလာနတ်ပြန်မာအားဝါဆိုလပြည့်စနေနေ့ဝဲကျွေးကျွေးလျံတဓမ္မဆက်ကိုမိမ့်မွထွေပြဟောဘောကြသည်တရားနတ်စီရွမ်းတယ်ကိုတရားနတ်စီရွမ်းတယ်ကိုတရားနတ်စီစော်ရွမ်းလီကတုံးမြီဘုံတိုက်တတောင်းတိုက်ဝဲကျွတ်ထိုက်သာသူနတ်လူပြန်မာတတ္တဝါကိုခေမာတောင်းတို့ဖောင်ကတို့ဖြင့်ဆောင်ဖို့ပြီးကဝါ45တက္က80စုံပြည့်ကျွယ်ကရာ48တက္ကရဝဲနေမန်လာတိုင်းဆန်နိုင်မယုတ်ကုသိဏတုံအင်ချင်းစုံ၌ကဆုံလပြည့်အင်္ဂါနေ့ဝဲချမ်းမြေ့နေဘူးစံတော်မူသည်ဝမ်းစုတောင်းလုံးကြော်တဲ့ကိုဝမ်းစုတောင်းလုံးကြော်တဲ့ကိုအိဘူစံပီရှုမဣတာတိန်ကြီးရွှေလောအလောင်းတော်ကိုထိုရောကဆုံလဆုပ်ကြုံ၍ကလုံနေဝဲခုံးငွေမနောတတ်တေဇောလျင်ရှင်ဇောညံစဒိဋ္ဌံကြဖြင့်လျံတက်ကောယောမိဘူးဇောသည်မွေတော်80ကျွင်းတဲ့ကိုမွေတော်80ကျွင်းတဲ့ကိုထိုခောနတ်နေသာချမ်းမြေကိုဆွေ့ဆွေ့ကြည်ပြူအာယုံယူလျက်သုံးလူတို့နှင့်မြတ်ထက်မြတ်သာအထွတ်ခေါင်ဖျားကိုတော်ဖျားကိုသုံးပါးမှန်စွာဝန္ဒနာဖြင့်တရားဖြိုးဖြိုးကျွန်းရှစ်ခိုးသည်ကောင်းကျိုးခသိမ့်ကျွယ်စေသောအဆုံးဘဝတိုင်းပြန်ကလည်းပညာအရာဗိဓမာနှင့်ခြေညာကြော်ကြလူအများကိုတရားစီကြီးချိတ်ချိန်တီး၍မိဆတ်တတငြိမ်းရမှန်သည်နိဗ္ဗာန်အောင်မြို့ရောက်စေသောသုံးလူထောထားမြတ်တရားနှင့်ရှစ်ပါးတန်ခါယရနာကိုတရားယူကျိုးလက်စုံမိုး၍ရှစ်ခိုးပါရဤပုံညကြောင့်ဒိဋ္ဌမျက်မြင်ဘဝတွင်လည်းကင်းစင်အန္တရာယ်ကောင်းကျိုးကျွယ်လျက်ဆေပြာအညီပါရမီနှင့်ဆယ်လီပုံညမြတ်ဓမ္မလည်းနေဆာရွှင်ဖြိုးနေစဉ်တို့သည်တဆိုးကြာမြင့်ရှိစေသောဘဝတပံဖြစ်တုံပြန်လဲလေးတန်းအပယ်ရှစ်သွယ်ရက်ပြည့်ကင်းတုံလေး၍ရှင်ချစ်မြတ်စွာသာသနာလင်
ရောင်ဝါထိန်ဝင့်လင်းရာတမှုလူကောင်းနှကောင်းဘဝကောင်း၌ညွတ်ကြောင်းတန်နေတရိပ်နေ၍ဆွေးလဲမျိုးလွယ်တကိုးကျွယ်သည်လနေထွန်းတင်ပါစေသောအတိလိမ္မာဉာဏ်ပညာနှင့်တရာတိလတုတ္တပြေဖြုတ်ဂုံတကိုးလဲအမျိုးလေးပေါ်တရင်ကြောလျက်သူတော်တို့ထုံးကျင်သုံးတရအမမလိုက်စရိုက်ဆင်ပြူအလူရေးဇက်လက်နှင့်မကွာရှစ်ဖြာဥပုံမယုတ်ကြိုးစားလေးပါးပြမစိုးရှွန်းရှွန်းဆိုသည်ကုသိုလ်ကိုလုံးထုံစေသောဗရမ ्या ပလင်ကံကိုပင်ဝဲငါအင်မန်းစစ်အောင်ပွဲလှည့်၍ခေစာတီလုံးတိတ်တိမ်ချုံလျက်ရွှေဘုံဆိုင်ထူပွင့်တော်မူသောသုံးလူတခင်မိတေရှင်ကိုမျက်မြင်ဖူး၍အထူးကြည်ညိုဘုံရိတ်ခိုသည်မဖို့နိဗ္ဗာန်ရောက်စေသောသုံးလူထောထားမြတ်တရားနှင့်ရှစ်ပါးတန်ကအရိယာအယေရနာမိုးရွာသွန်းဖြို့တို့ကိုပါ6စုံကိုရကုံကိုအာကုံချီးကျူးနှုတ်ရှာမြူ၍ကြည်နူးစွာစွာရှ िख ိုးရသည်ပုံညကုသိုလ်အဖို့ကိုလျင်မွေမိခင်နှင့်ဖခင်ဆရာညာတကာကတတ္တဝါမြတ်တို့အားလည်းယာညာပါစေမြာပေးဝေသည်ကောင်းထွေသာဓုခေါ်စေသောသာဓုသာဓုသာဓု